Hello everyone, Giorno Giovanna ရဲ့ stand အကြောင်းကိုဒီဗီဒီယိုမှာတေချာလေးရှင်းပြပါမယ်။ပထမအဆုံးတော့ Giorno ဟာ Jonathan Body ကိုပိုင်ဆိုင်ထားတဲ့ Dio ရဲ့သားတစ်ယောက်ပါ။ Giorno အမေအကြောင်းကတော့အသေးစိတ်မသိရပါဘူး။ Giorno ဟာမူရစ်စေအယောင်းဝယ်တွေနဲ့စိုးရွားနေတဲ့လောကကြီးကိုရပ်တန့်ခြင်းနဲ့အိမ်မရှိပါတယ်။ကလေးတွေကိုသူ့လိုမျိုးငငယ်တုန်းကလိုမဖြစ်စေချင်လို့ပါ။ Bucharati နဲ့ရှီမန်းချက်ချင်းတူနေတာကြောင့်ပဲ boss ကိုဖြုတ်ချဖို့အတွက် Bucharati တို့အဖွဲ့တွေကိုရောက်လာတာဖြစ်ပါတယ်။ Giorno ရဲ့ basic stand Go Experience ကတော့အသက်တက်ကိုဖန်တီးပေးတဲ့ stand ပါ။အခြား healing stand တွေထက်အားသာချက်တွေအများကြီးရှိတယ်လို့မျိုးတိုက်ခိုက်ရေးအတွက်လည်းအသုံးဝင်နေတဲ့ stand တစ်ကောင်ပါပဲ။တတ်မဲ့အရာဝတ္ထုတွေကို Go Experience ကတက်ရှိတစ်ကောင်အဖြစ်ဖန်တီးပေးလိုက်လို့ရပါတယ်။အပင်တွေဆိုတာလည်းတက်ရှိတွေပါပဲ။အဲဒါကြောင့်မို့လို့အပင်တွေကိုလည်းဖန်တီးနိုင်စွမ်းရှိပါတယ်။ Go Experience နဲ့ဖန်တီးထားတဲ့တက်ရှိတွေကိုတော့အခြားလူတစ်ယောက်ကတိုက်ခိုက်လိုက်မှဆိုရင်တော့တူသောအကျိုးကိုခံစားရမှာပါ။ဒါကြောင့်ပဲ defending မှာလည်းအရန်ကိုအားသာပါတယ်။အသက်ထက်ပေးလို့ရတယ်ဆိုပေမဲ့လည်း Giorno ရဲ့ life force energy ကတော့လူတစ်ယောက်ကိုဖန်တီးပေးလို့တော့မရပါဘူး။ခန္ဓာကိုယ်ကဆုံးရှုံးလိုက်ရတဲ့အစိတ်ပိုင်းတွေကိုပဲတတ်မဲ့အရာတွေဖြစ်တဲ့ဘောပင်ရင်ထိုးစတဲ့အရာတွေကိုအသက်တက်ပေးပြီးတော့ဖန်တီးလို့ရပါတယ်။လက်တို့နှလုံးတို့ရှာတို့လိုမျိုးခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုပေါ့။နောက်ပြီးတော့ဖားတို့လိပ်ပြတို့လိုသေးငယ်တဲ့အရာတွေလောက်ပဲဖန်တီးနိုင်တာပါ။စင်တို့မီးချောင်းတို့ချင်းသေးတို့လိုမျိုးတရဝကြီးစားတွေကိုတော့မဖန်တီးနိုင်ပါဘူး။အသက်ရှင်နေတဲ့လူတစ်ယောက်ပေါ်ကိုနောက်ထပ် Go Experience နဲ့အသက်ထပ်ပေးလိုက်မယ်ဆိုရင်တော့ထိုလူကစိတ်နဲ့ကိုယ်နဲ့မကတ်တော့ဘဲနဲ့ဖြစ်သွားမှာပါ။အသုံးပြုခံလိုက်ရတဲ့လူရဲ့နံကတော့တာမန်ထက်တက်ကြွနေပြီးတော့အရာရာလှုပ်ဆောင်ပြီးသွားပြီလို့ထင်နေလောက်ပေမဲ့လည်းခန္ဓာကိုယ်ကတော့အထင်းချော့လွတ်သွားပြီးတော့လှုပ်တော့လှုပ်နိုင်မှာမဟုတ်ပါဘူး။ဟိုက်သွားသလိုမျိုးပေါ့။ series တစ်ချောင်းလုံး Giorno ရဲ့ Anju နဲ့သူ့ရဲ့ stand ကကိုက်ညီနေလို့သာ Bucharati တို့အတွက်အထောက်အကူဖြစ်ခဲ့တာပါ။တေဗီတာ Bucharati ကိုလည်းခဏတော့အသက်ရှင်အောင်လုပ်ပေးသွားခဲ့တာက Giorno ရဲ့အစွမ်းကြောင့်လားဆိုတာကတော့တိတိကျကျမဖြေရှင်းထားပါဘူး။ Go Experience Requiem Giorno ဟာသူ့ရဲ့ stand ကို Requiem Arrow နဲ့ထိုးပြီးတော့ Go Experience Requiem ကိုရရှိသွားခဲ့ပါတယ်။ Go Experience Requiem ဆိုတာကတော့ Prince ရဲ့ Go Experience ဆိုတဲ့တခြင်းနဲ့ Moses ရဲ့ Requiem ဆိုတဲ့တခြင်းတစ်ပုဒ်လုံးကနေ reference ယူထားတာပါ။ Go Experience Requiem ရဲ့လုံနိုင်စွမ်းတွေကိုတော့ Giorno ကိုယ်တိုင်တော့မှမသိသေးပါဘူး။ series ထဲမှာလည်းတည်တည်ချာချာပြလာတာဆိုလို့နှစ်ခုပဲရှိပါတယ်။ပထမတစ်ခုကတော့ Reverse to Zero RDC ရန်သူက Giorno ကိုကြိုတင်ရည်ရွယ်ချက်နဲ့တိုက်ခိုက်သမျှရှာအားလုံးကမူလအတိုင်းပြန်ဖြစ်သွားစေမှာပါ။ဘလို့ပုံစံနဲ့ပဲတိုက်ခိုက်ပါစေ။ဘာစွမ်းအားနဲ့ပဲတိုက်ခိုက်ပါစေ။ Reverse to Zero ပါပဲ။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ King Crimson ကအချိန်ကိုဖျက်ပြီးတော့ Giorno ကိုတိုက်ခိုက်လိုက်ပေမဲ့လည်းဒီဖြစ်ပျက်တွေအကုန်လုံးကတာမန်တိုင်းသူ့နေရာနဲ့သူမူလအတိုင်းပြန်ဖြစ်သွားကြပါတယ်။တနက်နဲ့လည်းပြစ်လို့မရ Nuke နဲ့လည်းထုလို့မရနောက်ဆုံးတော့ Giorno ကိုထိုးမယ်ဆိုရင်တော့မှပဲထိုးလိုက်တဲ့ force တွေအားလုံးက Giorno ကိုတိုက်ရောက်မှာမဟုတ်ပါဘူး။ထိုးတဲ့ကောင်ကတော့အားသာကုန်သွားမယ် Giorno ကတော့နာမှာမဟုတ်ပါဘူး။ Action တိုင်းရဲ့မူလအစမတိုက်ခိုက်ခင်အချိန်ကိုပြန်ခေါ်သွားနိုင်တာက RDC ဆိုတဲ့ Go Experience Requiem ရဲ့လုံနိုင်စွမ်းတစ်ခုပါ။အဲ့ဒီတော့ဘလို့ပဲတိုက်ခိုက် Giorno အပေါ်ကိုလုံးဝမတက်ရောက်နိုင်ပါဘူး။နောက်ပြီးတော့ဒီ ability က auto အလုပ်လုပ်နေမှာပါ။ Giorno အဲ့ဒီတုန်းကိုသွားတက်ဖို့စဉ်းစားရတာဖြစ်ဖြစ်အတိတ်ကိုပြန်သွားပြီးတော့ Giorno ငငယ်လေးကလေးက stand မရခင်တက်မယ်လို့တွေးနေရင်ဖြစ်ဖြစ်အဲ့လိုမျိုးရည်ရွယ်ပြီးတော့တိုက်ခိုက်မယ်ဆိုရင်တော့ Giorno ရဲ့ RDC က auto effective ဖြစ်နေမှာပါ။နောက်ထပ် ability တစ်ခုကတော့ Infinite Death Loop တွေကိုပို့လိုက်တာပါ။ Go Experience Requiem ရဲ့ထိုးချက်တွေကိုခံလိုက်ရပြီဆိုရင်တော့အထိုးခံလိုက်ရတဲ့ကောင်ကငရဲကြီးရှစ်တဲ့ထက်ဆိုးတယ်တန်တရားဆက်ကွင်းမှာပိတ်နေမှာပါ။ Diavolo ရဲ့ခန္ဓာကိုယ်ကအခြား dimension တွေကိုခေါ်ဆောင်ခံလိုက်ရပြီးတော့အဆုံးမရှိထက်တလဲလဲတေဆုံးမှုနဲ့ကြုံနေရတာကိုတော့ series ထဲမှာမြင်ရမှာပါ။ dimension တစ်ခုဆိုတာထက်ငရဲတစ်ခုလို့ပြောမယ်ဆိုရင်တော့မှန်မယ်ထင်ပါတယ်။ Giorno အသက်ကြီးပြီးတေသွားမယ်ဆိုရင်တော့မှပဲဒီဆက်ကွင်းထဲကနေလုံးဝမလွတ်နိုင်ပါဘူး။ကိုအဆုံးစီရင်မယ်ဆိုရင်လည်းမရပါဘူး။ဒီနေရာကနေဘလို့မှလွတ်လန်းမရှိပါဘူး။ဒါတွေကတော့ Go Experience Requiem ရဲ့လုံနိုင်စွမ်းတွေပါ။ Giorno က Diavolo နဲ့တိုက်ပွဲပြီးမှပဲသူ့ရဲ့ stand က arrow ကိုပြန်ထုတ်ခဲ့ပါတယ်။အဲ့ဒီတော့ Go Experience Requiem က Giorno စီမှာမရှိတော့ပါဘူး။ဒါပေမဲ့လည်းမြားရှိနေတဲ့ရွေးကတော့ကြိုက်တဲ့အချိန်ပြန်အသက်သွင်းလို့ရနေမှာပါ။ Father Pucci Universe ကို reset လုပ်လိုက်တဲ့ချိန်တုန်းက Araki ရဲ့အချစ်တော်ကြီး Kishibe Rohan ရဲ့နာမည်တော့ပါခဲ့ပေမဲ့လည်း Giorno လိုကောင်မျိုးကိုထည့်မပြောသွားဘူးဆိုတာကကြည့်တဲ့သူတွေကိုမေခွန်းအနေနဲ့ကြံနေစေချင်ပုံရပါတယ်။ကျွန်တော်ရဲ့ fan theory တစ်ခုကိုပြောပြပါမယ်။ Universe reset ဖြစ်သွားတာကိုဘယ်တက်ရှိမှမတားဆီးနိုင်ပါဘူး။ Giorno ကလည်းဇလန်းရဲ့အဆုံးမှာမြားကိုထုတ်လိုက်တာကြောင့်ပဲ Go Experience Requiem ကရှိမနေတော့တာကြောင့်သူလည်းအများနည်းတူ Universe တစ်ထဲကိုရောက်သွားမှာပါ။အကယ်၍ Pucci နဲ့ Giorno ထိတ်တိုက်ရင်ဆိုင်ရမယ်ဆိုရင်တော့မှပဲ Giorno ရဲ့ Go Experience Requiem ကို Pucci ဘလို့မှတိုက်လို့မရပါဘူး။ Pucci က Time Accelerate ဖြစ်စဉ်အတွင်းမှာ God Speed နဲ့လှုပ်ရှားနေနိုင်ပေမဲ့လည်း Giorno ကိုဘလို့တိုက်ခိုက်မှုမျိုးမှလုပ်လို့မရပါဘူး။ Giorno ကလည်း Pucci ကို Infinite Death Loop တွေကိုပို့လို့မရပြန်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့စောင့်ရမ်းမြန်နေတဲ့ Pucci ကိုဘလို့လိုက်ထိုးမလဲ။ဒါပေမဲ့ Made in Heaven ရဲ့ Time Accelerate က Universe တစ်ခုလုံးရဲ့အချိန်ကိုမြန်စေတာပါ။တဘာဝဖြစ်စဉ်တစ်ခုမို့လို့ Go Experience Requiem ရဲ့ RDC ကလည်း Time Accelerate ဖြစ်နေတာကိုမရပ်ပေးနိုင်ပါဘူး။အဲ့ဒီတော့ Giorno မှာ Go Experience Requiem ရှိနေမယ်ဆိုရင်တော့မှ Universe တစ်ထဲကိုရောက်သွားမှာဖြစ်ပါတယ်
ပြောရမယ်ဆိုရင်တော့မင်းလည်းငါ့ကိုထိုးလို့မရဘူးငါလည်းမင်းကိုတတ်လို့မရှာဘူး draw ဖြစ်သွားမှာပါဒါကတော့ကျွန်တော်ရဲ့ fan theory တက်တက်ပါပဲတခြားအမြင်တစ်ခုရှိနေမယ်ဆိုရင်တော့ comment မှာပြောခဲ့လို့ရပါတယ်ဒီဗီဒီယိုကနေ Go Spain ရဲ့ Rogoyan အကြောင်းကိုအပြည့်အစုံနားလည်မယ်လို့မျှော်လင့်ပါတယ် subscriber များလာရင်တော့ကျွန်တော် Jolio Manga recap လုပ်ပေးပါမယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့